ဘာမှလုံးမတက်မနဲ့သူများနောက်လိုက်ပါသွားတယ်ဗော ဟုတ်တယ်တကယ်ကြညာသွားပြီဒီသူကသူချစ်ကလေးခေါ်လို့သွားတယ်သူ့ကိုယုံလို့လဲလားအခုသူတို့ပြန်လာပြီအဲ့ဒီဘက်မှာစကားထွက်ပြောနေ စမကြီးဘယ်လောက်ပေးရတာတော့ တမန်ကြီးအဲ့မှာ3500ပေးရတယ် 3500ဘာလို့ထည့်မယ်လို့ပြောလဲ ဝသားယုံထဲတယ်ဝသားယုံမလုပ်ချင်ဘူးဝသားယုံနဲ့ဝသားရောင်းရဝသားချစ်တာ ဝတ်သားယုံထဲတယ်ဆိုတာစမကြီးမတောင်းခင်ရှင်စမကြီးမတောင်းခင်ရှင်မသိဘူးလားဒီဝတ်သားယုံထဲမယ်ဆိုတာ မသိဘူးအဲ့ဝသားယုံလိုမျိုးဆက်ယုံလုပ်ငန်းလို့ပြောတာဆက်ယုံလုပ်ငန်းလို့ပြောတာအဲ့လိုလုပ်ငန်းတွေတော့ရမယ်လို့မပြောဘူးဆက်ယုံလုပ်ငန်းနဲ့ စက်ရုံလုပ်ငန်းပြောပြီးတော့ရှင်စမကြီးပေးလိုက်တာဗော3500 ဟုတ်တယ်အဲ့ကျွန်မတို့3အောင်ပေါ့3အောင်လာတာ3အောင်ဆိုပြရတယောက်ကအဲ့ဝသားတွေလည်းရောင်းရတယ်လို့ပြောတယောက်ကတန်းထွက်သွားတာကျွန်မကျန်တဲ့2ယောက်ကလောကတည်ကျန်တဲ့2ယောက်ကကျကျွန်မအိမ်ကနေပြီးဒီမှာရောက်တယ်ဆိုမလုပ်ချင်ဘူးတဲ့မသိကြဘူးဆိုပြီးသူ့ချစ်ကလေးကမုံယုံဆိုပြီးလမ်းခေါ်လို့ မသေးကြမနဲ့ဒီပွဲစားနဲ့လာတယ်လို့ သူတို့ခေါ်လို့လိုက်လာတာတငယ်ချင်းနဲ့တရားအကနေပြီးထွက် သူတို့ခေါ်လို့လိုက်လာတယ်ဆိုတော့ तू အခုသူတို့သွားတယ်ဘာလို့တခါတည်းလိုက်မသွားတာတော့ သူတို့ပတ်သက်စီရလေသူတို့ချစ်ကလေးကခေါ်လိုက်လေကျမကပတ်သက်မရှိလေးမနဲ့ ပတ်စံမရှိသူများနောက်လိုက်သွားတယ်ရှင်တရောင်းစားဖြစ်မှာပေါ့မှာတရောင်းစား အဲ့ဒီစက်တောင်ပြတယ်ဒီမှာပဲအဲ့သူကနေဦးနေဒီမှာရှာပြမယ်မသွားနဲ့ရှာပြမယ်ဆိုတော့4ရက်မြောက်ရှိပြီဒီနေ့ဆို4ရက်မြောက်3ညရီ4ရက်မြောက်ရှိသွားရှာပြမယ်အလုပ်ရှာသူတို့အလုပ်ရှာ တိတိကျကျမသိဘဲနဲ့ပွဲစားစီသွားတယ်တိတိကျကျမသိဘဲနဲ့ပွဲစားစီကအလုပ်ကိုစမကြီး3500ပေးတယ်နင်တို့စောက်ယူလားဟမ် သူတို့ကသိရလို့ပြောတာဟိုသူတို့လူရင်းနေလို့ပြောတော့သူတို့နောက်လိုက်တာမဟုတ်မှန်းနဲ့ အဲ့ဆိုသူတို့ကချီကျွေးနေရစားမှာပေါ့လားအော်အော်ပါရေးဘယ်သူတို့ အဲ့ကြောင့်ပြောပါဦးတခါပေါ့လို့ဒူယုံတဲ့တခါပေါ့မှန်းနဲ့ ဟဲ့လက်ကုန်ပဲသူတို့ဆိုတော့သူများချီကျွေးနေစားမဲ့ပုံစံပေါ့အလိုလား ဟုတ်ပါဘူးအဲ့လိုကလည်းဘယ်လိုပြောမလဲကိုကတော့ကိုစဉ်းစားမရှိရဘူးတကယ်ကြီးယုံတာလေလူယုံတယ်ကျမကလူယုံတတ်တယ်ဗျအဲ့ဒါကြောင့်တကယ်ကြီးကိုယုံတော့ကြတော့သူတို့ချစ်ကလေးနဲ့ခေါ်တော့သွားအောင်ဦးလေးပဲကြက်နေပြီ သူများချစ်ကလေးနဲ့သူများခေါ်သွားနေတယောက်နဲ့ကြက်နင်းလင်းပေးရမတော့ ကျမမပါဘူးလူတွေပြောနေတာကျမရောက်တယ် မမပြီးမလားလို့လားမျိုးသား ဟုတ်တယ်ကျမချစ်ကလေးဗမာပြည်မှာဟုတ် ခလေးဘယ်နှစ်ယောက်စီတော့ တားတယောက်ထဲ ထိုင်းနိုင်ငံလာတာကြာပြီလားအေးငိုတော့မယ်အေးငိုစမ်းငိုဒီလိုငါတွေ့နေလို့ငိုခြင်းနဲ့နော်အေး မနဲ့ဒုက္ခရောက်လို့မနဲ့တားကြောင့်မလို့တားတည်းရလို့ ပြောပါဒုက္ခရောက်ခဏနေဒုက္ခရောက်တဲ့အချိန်တော့နေငိုတယ်ခဏအေးပြောလို့ပြောပါဝတ်တယ်အဲ့တားကြောင့်ပြောရင်မသိနဲ့ ကိုမသားသမီးစီးတယ်လေသားသမီးစီးတယ်ဆိုကိုစိတ်ချယုံကြည်တဲ့လူနဲ့သွားပေါ့မနန်တလောက်နာမည်ကြီးတယ်ကွယ်မနန်လောက်ကူညီပေးတယ်လေမနန်မယ်မနန်လောက်အပြောဆိုးတယ်လေမနန်မယ်ကွယ်မနန်နဲ့မလာဘဲနဲ့ဟိုဒုက္ခရောက်အခုပွဲစားစီကိုလက်စမက်ကြီးပေးလိုက်ပြီဘာအလုပ်ရမယ်လဲပွဲစားမပြောနေတော့ပေးလိုက်တယ်ဆိုတော့ကိုပတ်စံအေးဒီကပတ်စံသူများပေးမှတော့သူများထဲတဲ့အလုပ်လုပ်ရတော့မယ်လေဟုတ်တယ်ဟောပထမလို့ကိုသွင်းပြီးတော့အဲ့တကယ်ကြီးကမလုပ်ချင်ဘူးတဲ့နေလိုက်မှလားအေးနေလို့မှမလုပ်ချင်တဲ့တော့ငါလည်းလိုက်ရမှာပေါ့ဆိုလိုက်လာတာလိုက်လာတော့ကြတော့အခုကြတော့သူကတကယ်ကြီးကျမကဦးတဲ့ပွဲစားကပြန်ပြီးမှလားတဲ့အခါကတော့ပြီးမေးတဲ့ပွဲစားကပြီးနေဦးတဲ့မလုပ်ချင်ဘူးလားမလုပ်ချင်ဘူးတဲ့စင်တို့လုပ်ငန်းတွေကမသက်သာဘူးဆိုတော့သူကသူ့ချစ်ကလေးခေါ်လို့သူသွားတာလေကျမကဒီမှာပဲနေစင်းမီလားအဲ့ဒီအလောက်ကစင်းမီလားစင်းပြီးသူတို့2ရက်နဲ့အဲ့သူကမလုပ်ချင်ဆိုကျမလည်းတယောက်တည်းမနေရဘူးဆိုပြီးတော့သူ့လောက်ကိုလိုက်ချတာခဏနေဟော2ရက်စင်းနေဆိုတာသူတို့2ရက်စင်းနေရှင်စင်းမီလားစင်းပြီးစင်းပြီးဆိုမရတော့ဘူးပေါ့သူကခုသွားရင်တဲ့ကားကောက်တဝက်ကြီးပြန်ပြီးမယ်ပေါ့စမကြီးလုံးမပြီးဘူးကားကောက်တဝက်ကြီးပြန်ပြီးမယ်ပေါ့3000ကျရင်1500ပြီးမယ်ပေါ့အဲ့လိုမျိုးပြောတယ်လက်ကုန်မေးအဲ့ကြောင့်ကိုရီးယားဟိုမှာမှိတ်ကြီးလေလူတယောက်ထဲကြမလို့ရလို့ဆိုပြီးသူ့တော့ကိုလိုက်လာတာသူကကြတော့သူကသူ့ချစ်ကလေးနဲ့သူအစီအစဉ်စီပြီးသားဟုတ်မနေ့ကအစကတည်းကသိတယ်ပေါ့အဲ့လိုလားအစကတည်းကသိတယ်ဒါပေမဲ့မနေ့ဘလို့ဆက်သွယ်ရမယ်မသိလို့အဲ့လိုလားဟုတ်တယ်အစကတည်းကမနေ့ကအဲ့လိုက်ဒီပါကြီးအတိုင်းပါပြီးတယ်အစားအတိုင်းလို့မနဲ့အဲ့လိုမျိုးတွေပါကြာကိုကြီးပေးရဆိုတာလည်းသိတယ်ဒါပေမဲ့ဘလို့ဆက်သွယ်လို့ဘလို့လို့ရမှာမသိလို့ပါမနေ့ကအဲ့ကောင်လေးလုတ်ပြီးစမှာအမလည်းဒီမှာတစ်တော့ဖလန်ကြီးကချထားတာအဲ့တစ်တော့ဖလန်သူကပြီးတာအမတစ်တော့အကောက်ကမသိဘူးလို့လုတ်ပြီးစမှာတော့လုတ်ပြီးတာတစ်တော့လည်းလုတ်ပြီးထားအဲ့တစ်တော့ဘလို့တရားမှာတော့စကားပြောတာစားတော့ဖို့ရတယ်အမလည်းအဲ့စားဖို့လည်းဆိုတာလည်းမလုတ်တတ်ဘူးတစ်တော့ကသူကလုတ်ပြီးသွားတာအခုဒါဖိုင်လေးဘိုင်တိုင်းပို့လာကြမနက်လက်ခံလို့တော့ကျမသိတာမသိဘူးအခုလိုမျိုးမနက်အဲ့လိုအကောင့်ကိုလှမ်းအလိုက်ရှင်အဲ့လိုမျိုးကြလက်ခံတတ်တယ်
အော်ကျမအဲ့ရင်လက်ခံတတ်တယ်အေးကျမဘက်ကပဲရှင်တို့အဲ့ရတယ်အေးဟုတ်တယ်အေးငါနာမည်ကြီးပြီးနင်တို့ငါအရင်အဲ့ရတယ်အေးဟုတ်တယ်တရားတွေလည်းရတယ်အေး မနဲ့အဲ့လိုလည်းမဟုတ်ပါဘူးကျမမလုပ်တတ်တာကိုပြောတာဖုန်းပြောလို့ကိုယ့်နဲ့လုပ်ပြီးပေါ့မနဲ့ မလောက်တတ်တာပြောတာဟိုလူခေါ်သွားဒီလူခေါ်သွားနဲ့အေးသူများဖိန်ချနေလို့အလကားဖိန်ချနေလို့ခန့်မှာဟုတ်လားသူများပါဇက်ပြန်နဲ့လမ်းဆုံးလဲဆိုတော့ အဲ့လိုတော့ခံပါဘူးအဲ့လိုကတော့မလေးအဲ့လိုကတော့အဲ့လိုလည်းလုံးမသားရဘူးလုံးလည်းမလုံးသားဘူးအဲ့လိုမျိုးလည်းမရှိဘူးမနဲ့ဥစ္စာတကယ်မလုံးတတ်တာမနဲ့ချက်ပြတယ်သူကကိုကျမဆောရတယ်လုံးတတ်တယ်လုံးပြီးဘောလေလို့ဆိုကွက်နဲ့ကျမမလဲတာကြီးဟာကျမမလုံးတတ်တာကြီးဟာ အခုနှကောင်းပထုံမှာရောက်နေလို့လား ဟုတ်ကဲ့ အော်အေးပြီးရောအေးပါโอเคမနေ့ဟိုလာလိုက်မယ်မနေ့ကနေ့ညဖုန်းပြဆက်မယ်နော်ဖုန်းတစ်လုံးဝင်လို့ရှင်โอเคရှင်ဟုတ်ကဲ့လက်ကုန်မယ်နော်ကိုကိုလည်းအားပေးတဲ့လူဆိုတော့လည်းနော်ကျမအားပေးတဲ့လူဆိုတော့ကျမကူညီတာပေါ့နော်ဒါပေမဲ့လူတိုင်းတော့မဟုတ်ဘူးကျမမေးတဲ့မေးခွန်းအောင်မှရမယ်နော်မအောင်ရင်တော့မရအောင်နော်ဘာပဲလို့သူများပါဆက်ဖြန်းနဲ့မလန်းလို့လမ်းမဆုံးနဲ့နော်ကိုချိတ်ဆက်တဲ့လူဒီကိုကိုဘယ်လိုကဲနိုင်လဲနော်ကျမငွေတို့ချိစားတဲ့လုပ်ငန်းကြီးကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မို့ကျမအထက်မှာတတိတွေအများကြီးရှိတယ်ပတ်ဆိုင်လိုတလောက်နော်ထုတ်ချေပေးတယ်နော်အဲကြောင့်နေလို့တွားနေလို့ပတ်ဆိုင်ကုန်လို့ဘယ်လိုလုပ်မှာတော့ကျမစီမှာလာရင်ပတ်ဆိုင်ကုန်ဖို့မကြောက်နဲ့အပေါ်ဆုံးကပတ်ဆိုင်ကျမတတိတွေအများကြီးရှိတယ်ပြောချင်တာဒါပဲနော်အားလုံးချစ်ပါလေရှင်ဖုန်းတစ်လုံးဝင်နေလို့ငါချောလား